Siamo in camera, la mette seli o semi di vani. Ok, la mette seli ga PD, Uni, Yao Mian, Yao Leni, I Yao Le Te Po So Ren, Ko Te Ka Ma, Siamo so Ni Nya Jen Te Yao Jen Si Le To Me Lo So Pya Te. Adao siamo tu Ye Yi Ni. PD, Uni, Yao Mian, Yao Leni. P So Le Te Ta Li, Yao Le Ji Ye Te Ta. ပြောင်းပြန်ပြောင်းလဲနေဆိုရင်1 by အောက်မှာရေးပါကျွန်တော်ပြောင်းလဲခြင်းတက္ကိတာနဲ့တော်တော်များတဲ့အကြောင်းကိုညီညာချင်းပြောင်းလိုက်နေဆိုရင် constant ဖြစ်တဲ့ gain ဖြစ်တဲ့ဘယ်လိုရေးပေါ်လာလဲ key လေးပေါ်လာတယ်ဒီနားလေးမှာရေးပြရမှာပေါ့ key ပါလေးတော့ကျွန်တော်တန်းပြီးသွားရင်တော့အင်္ဂလိပ်လိုတစ်လုံးလေးပေါ့နော်ဒီမှာတော့မြန်မာလေးဆိုရင်တော့ရှိရေးလိုက်ပေါ့ပြောင်းလဲခြင်း gain ပါ ကျွန်တော်တို့ vary sign လေးကို equal sign ပြောင်းချင်ရင် constant သိန်းလေးတစ်လုံးထုတ်ပြရပါတယ်ပထမတစ်ကြောင်းပြီးသွားပြီဒုတိယတစ်ကြောင်းဆရာမတစ်ဆင့်ချင်းစီကိုအရောတစ်ခုချင်းစီနဲ့ကိုတစ်ကြောင်းဒီမှာ p equal to 30ဖြစ်ပြီးတော့ q equal to ဘယ်လောက်ဖြစ်တော့4ဖြစ်တယ် p က30 q က4ဆိုရင်သူရှာခိုင်းနေငါတို့ဘာလို့ရှာရမှာတော့အဲ့ဒီပြောင်းလဲခြင်းကိန်းကိုရှာရမှာရှိတာများတင်ကိတာအသုံးလုံးနဲ့ပြီးနေသူနဲ့ပြီးရဆိုရင်ဘာလို့ရှာကြည့်ကြလို့ဒီကိုရှာကြည့်ကြလို့ဒါမှအဲ့လိုယူဆတဲ့ဒီနေရာလေးမှာ30ထည့်တယ်ဒီပိုင်းဒီနေရာလေးမှာ4ထည့်ဒါဆိုရင်30နဲ့4နဲ့မြောက်တော့ဘယ်လောက်တော့120ခေတ္တမူလီထွက်သွားပြီထွက်သွားရင်အရေးကြီးဆုံးအဲ့ခေတ္တမူလီကိုဟောဒီခေပါတဲ့အကြောင်းလေးမှာပြန်စားသွင်းနေရတယ်ကျွန်တော်အားလေးကိုနော် P equal to K နေရာမှာ120အောက်ကပါလေးတော့ Q ဒီစင်ဒီပါဖို့ပါရမယ်ပြီးတော့မှဆရာမတို့ကနောက်ဆုံးပိုင်းဖြစ်တဲ့ဒီပိုင်းလေးကိုသွားမယ် Q equal to က9ပါအားလေးကိုရှာပေးပါလို့ပြောတော့ခေတ္တမူလေးကိုရှာပေးပါလို့ပြောဟောဒီကောင်လေးကိုပဲကြည့်တော့မှဖြေလေးကရှာကြတာဆိုတော့ဒီတိုင်းပဲ120 Q လေးကဘယ်လောက်တော့ဒါဆိုရင်ဆင်မတို့3နဲ့ကျင်လိုက်မယ်3 3လေးကို3လေးဒီစမ်းနေ3ရ40 by 3ဆိုတော့ဒီတိုင်းထားလေးရတယ်ဆင်မတို့ပိုင်းဝေးရအရင်ကြီးနေတဲ့အတွက်ကြောင့်မလို့ဆင်မတို့ကိန်းရောလေး3တက်လီ3 30 3 3လေးကိုတစ်ကျွင်းနဲ့30 1 by 3လို့ထားလိုက်လို့အနည်းအကင်းဆုံးပြီအဲကြောင့်မလို့ဆရာမဒီမှာပထမတစ်ကြောင်းမိခွန်းလေးအပြာလေးနဲ့ရေးပြီးတယ်ဒုတိယကြောင်းပိုင်းအောင်လေးနဲ့ရေးပြီးတယ်တတိယကြောင်းဆရာမလေးအောင်လေးနဲ့ရေးပြီးတယ်ဒါလေးငါမှကအရင်လို့ရခွာဒီလိုဒီဒါဆိုရင်ဆရာမနံပါတ် B ကိုသွားမယ်နံပါတ် B ကပါလေဖတ်ကြည့်အောင်ဝေတရက်ကိုအတိုးနှုန်း3.2% ဖြင့်4နှစ်တွင်ရိုးတို့89ကျပ်ပေးရတော့ကာကြီးငွေရင်းညီညာဖြစ်သည်ခါခွေတိုးရင်ပေါင်းညီညာနေဒါဒီရိုးအတိုးပု္ပ္ပစာတော့နာမည်ကပု္ပ္ပစာရေးမှာရိုးအတိုးလို့ပါသင်္ကေတတွေပြီးမှဖြစ်မှာအတိုးနှုန်းရဲ့သင်္ကေတလေးကပါလေးတော့အတိုးနှုန်းရဲ့သင်္ကေတဒီ rate လို့ခေါ်တဲ့အားလေးမလို့3/1/2%ကျမတို့ကိန်းရောပွဲမှာကိန်းရောလေးကိုကိန်းတူပွင့်နေ3နဲ့6တင်းနဲ့ပေါင်းတော့7/2%ပုံစံတွဲကိန်းတူလေးပဲပြောတာပါဟုတ်၄နှစ်လို့ပြောတဲ့အတွက်၄နှစ်ဒီပါလေးတော့ရာချင်းရဲ့တိတိတာလေးက၄နှစ်တိတိတာရဲ့တစ်ခုချင်းစီပြရမယ်ရိုးအတူရဲ့တိတိတာလေးကနိုင်ဖြစ်ပါတယ်ရှင်ဘကွဲကျ89ကျကာကြီးလေးကပါလေးလို့ကျင်တာတော့ဝေရဲ့တိတိတာလေးကဖြည်းပါရှင်ခါကွေးရပါလေးလို့ကျင်တာတော့ကျုံရင်ပါနာမည်ကတူရင်ပါလို့ပြောကြကြလို့အတုံးနဲ့အရင်နဲ့ပေါင်းပြီးလိုက်ရင်ရပြီပေါ့နော်
ကာကြီးဘယ်ပုံပင်ကြီးအတွက်မလို့ဘာတော့ကရိုးရိုးအတိုးလို့ပြောရင်ရိုးရိုးအတိုးရဲ့ပုံပင်ကြီးဖြစ်တဲ့ I equal to PNR by 100ဒါလေးနဲ့တွက်မယ်ပုံပင်ကြီးကိုပြောင်းပြင်မယ်ဆိုရင်ဆရာမကဖြီလေးကိုလိုချင်တာတော့ဖြီလေးကိုလိုချင်တော့တရားလေးကဘာလာလို့မလို့မြောက်မယ်ဒီဘက်မှာဘာတူကြံခဲ့မလို့ PNR ချို့တခါလေးရွှေ့တပါရဲ့နော်ဒါဆိုရင်တရား I လေးကို P ရဲ့ဘေးနားကပ်နေတဲ့ပတူလေးကလာစားတော့and နဲ့ R နဲ့ကလာစားမယ်ဆရာမကစီးနေလိုက်မယ်ဒါကတရား I ရပတူတော့တရား89ချက်ဒါချိန်လေးက4နဲ့ R လေးကဘယ်လောက်တော့7/2ရှင်းမယ်လေဆရာမဒီနှစ်ကသူနဲ့လမ်းကျင်လို့ရတယ်နှစ်နဲ့လေးဟောဒီနှစ်ကတရားနဲ့လမ်းကျင်လို့ရတယ်နေ9လေး33ညဒီခုနှစ်ကသူနဲ့ကျင်လို့ရတယ်ခုနှစ်တလီခွန်နေခုနှစ်တလီခွန်နေဟာဒါဆိုရင်50နဲ့17နဲ့မြောက်ပဲ3ညတလုံးဒီတိုင်းထား35လီ55ဒါဆိုရင်ဆရာမတို့ဖြည့်ပြီးဒီငွေရင်းလေးဒီဘယ်လောက်တော့950ကျပ်အဖြည့်လေးထိုးခြင်းထိုးလိုက်ငွေရင်းညီမြချင်း950ကျပ်ရှိပါပြီခေခါကွေးပါလို့ကျင်တာတော့ဒူရင်ပေါင်းဆိုတာမူလငွေရင်းပေါ်မှာပါလေးထပ်ပေါင်းလိုက်တာတော့အတူလေးထပ်ပေါင်းလိုက်တာဟုတ်မူလငွေရအခုပဲရှာထားတာ950အတူလေးရဆရာမတို့ပုံစံပေးပြီးသား29ချက်ပေါင်းလိုက်တော့3ညနဲ့9နဲ့ပေါင်းတော့9 5နဲ့9နဲ့ပေါင်းတော့12 629ချက်ထိုးကြောင့်ဒူရင်ပေါင်းအတူအရင်ရောပေါင်းလိုက်မယ်ဆိုရင်ဘယ်နှချက်ပြရမလို့629ချက်ပြရပါလို့ရှိတယ်ဒါဆိုရင်ဒီအသွေးလေးကတော့တော်တော်လေးလွယ်အဲ့လိုမျိုးစားပြီးအားလုံးရကြမှာပါ